Hello စုပါရှင်အခုစုပါပေါ့နော်ပြီးမှစုတငယ်ချင်းမဲခဲ့ရှိရဲ့အဲ့တော့စုတို့ကအတူတူအပန်းရောင်အိမ်လေးတွေကိုစုကလိုက်ပြီးတော့ပြန်မှဖြစ်ပါတယ်ကဲတော့ပန်းရောင်အိမ်လေးကိုတူတူလိုက်ကြည့်မယ်ပေါ့နော်ကဲတော့ကျမတို့ဂိမ်းနဲ့စောင့်မှာမယ်ကျမချိတ်စော်နေရတော့ဟိုဗီဒီယိုမှာပြထားရပေါ့နော်ဒီမဲ့လေတက်ပါအဲ့မနော်အဲ့မှာပေါ့နော်ကျမတို့အင်ကြီးလဲမယ်ဆိုရင်တော့ဒီမှာကျမပြမယ်ကျမတို့ဒီမှာ close ဆွဲရလေးရှိအထက်ဝင်မှဖြစ်ပါရှင်ကျမအတန်ကျဲဆုံးလားဆိုတော့ဒီမှာတစ်ချက်နဲ့တူးတောင်မယ်ပေါ့နော်အတန်အထက်ဝင်လိုက်ပါမယ်ဝင်ပြီးသွားပြီဆိုရင်တော့အမကျမဒီနေ့တော့အနီး crazy လုံးမှာဖြစ်ပါတယ်အပန်း crazy ပေါ့နော်ကိုက်ပန်း crazy လုံးမှာဖြစ်ပါတယ်အဲ့တော့ပန်း crazy လုံးမှာဖြစ်ပါတယ်ဒီမှာဒါလေးလုံးလိုက်မယ်ဟဲဟိုလည်းကျမအပန်းရောင်လေးပြောင်းမှာပေါ့နော်အမကျမတို့ခရက်မလုပ်တော့ပါဘူး hair accessory တွေအပန်းရောင်လေးနဲ့ကျမလုံးမှာဖြစ်ပါတယ်အိုင်းကိုလည်းကျမအပန်းရောင်လေးလုပ်တော့မှာဖြစ်ပါတယ်ကဲအားလုံးပြီးပြီအမအားလုံးပြီးပြီဆိုဘယ်နေရာမှာထွက်ရလဲအမလို့မင်းနေကြောင်ကျမအားလုံးပြီးပြီဆိုဘယ်နေရာမှာထွက်ရလဲဆိုကျမတစ်ချက်ပြောပြမယ်နော်အားလုံးပြီးပြီဆိုတာနဲ့ဘယ်နေရာမှာထွက်ရလဲဆိုရင်ဒီ black မှာထွက်ရပါရှင်အဲ့ black မှာတစ်ချက်သွားထွက်ပါနော်အဲ့ black မှာတစ်ချက်သွားထွက်လိုက်ပြီးတော့ပါရှင်အဲ့ဒါပြီးဂိမ်းနဲ့စောင့်ရင်ဒီဟိုတဲ့ okay ကိုလိုက်ရပါမယ်ဒီမှာဒီနေ့ပန်းရအောင်အားလေးကိုလုံးမှာဖြစ်ပါရှင်ကဲတော့ဂိမ်းနဲ့စောင့်နေပါပြီရတာပါပြီမဘောနော်ဒါတော့ကျမရဲ့ဂိမ်းလေးပဲဖြစ်ပါရှင်အဲ့တော့ကျမတို့ ID လေးနဲ့ထည့်လိုက်မယ်ပေါ့နော် ID ထည့်ဖို့တော့ဒီမီနူရဲ့ချက်ဝင်လိုက်ပါမယ်ချက်ဝင်ပြီးsorry မီနူရဲ့ဝင်ပြီးရတဲ့ဒီဟောဒီ post ထဲကိုချက်ဝင်ပါမယ်ရှင်မမီသားရေးဆိုတာနဲ့အမဘောနော်ဒီမှာ ID ဆိုတဲ့ဟာလေးရှိပါတယ်အဲ့ဒါကိုတစ်ချက်ဝင်လိုက်ပါမယ်ရှင်ပြီးရင်တော့ ID လေးကျွန်မပြောပြမယ်ပေါ့နော် ID လေးကတစ်ခွန်တစ်အားတယ်တစ်ခွန်တစ်ချာတစ်ခွန်တစ်ကိုငါโอเคအဲ့တော့အကုန်လုံးလုပ်ပြီးသွားပြီဆိုတာနဲ့ကျမတို့ကဒီโอเคတဲ့တစ်ချက်ဝင်လိုက်ပါမယ်ရှင်အဲ့တော့မှဒီလိုလေးပေါ်လာတယ်မယ်အဲ့ဒီချက်တစ်ချက်ပြောင်းမယ်ညောပေါ်တော့ကျမရိုက်တာမှားနေတယ်ပေါ့နော်အဲ့တော့ကျမတို့ခဏပေါ့နော်ကျမတို့ပြန်ချလိုက်တော့ကျမတို့ကဒီ YouTube တွေကနေတွားရှာမယ်ပေါ့နော် YouTube တွေကနေတစ်ချက်ရှာပါမယ် YouTube တွေကနေကျမရဲ့အကောင့်ထဲမှာတွားရှာမယ်ပေါ့နော်ဒီမဲ့ပေါ့နော် ID လေးကျမတို့တစ်ချက်ကြည့်ပါမယ် ID လေးကထဲမှာကျမကိုလည်းလောက်ထားတဲ့အချင်းဖြစ်ပါတယ်ဒီမှာပေါ့တော့ဟောတစ်ချက်တစ်ခုပေါ့နော်မှားတော့လို့ကျမမှားတော့ပဲဖြစ်ပါရှင်အမားကြီးတော့လုံးမယ်ပေါ့နော်ကျမတို့ဒါလေးကိုတစ်ချက်ဖြတ်ပါမယ်ချင်းနေကြိုက်မယ်တေချာတေကိုငါအပြင်နဲ့ okay နဲ့နေပါမယ်ခုန okay ရောပြန်နေပါမယ်ဟုတ်အမကျမတို့အမပေါ်လာတယ်ညီမတို့အဲ့ဆိုရင်ကျမတို့ဒီမှာပေါ့နော်ဒီမှာ download ဆိုတဲ့ဟာလေးရှိပါတယ်အဲ့ download လေးကျမတို့တစ်ချက်ဝင်လိုက်ပါမယ်အဲ့ဆိုရင်တော့ကျမပြမယ်ပေါ့နော်အဲ့ဆိုရင် okay ရောတစ်ချက်ပြမယ်ပေါ့နော်ခဏနော်
ကျမတို့ဒါပဲပြန်ပြီအမထောင်းလို့ဆိုတစ်ချက်နေလားအမဒီဘက်မှာပေါ့နော်အဲ့တော့ရတာပါပြီဟိုမှာပေါ့နော်အပန်းအောင်လေးကားကြီးပေါ်လာပါလိမ့်မယ်ကဲအဲ့တော့ကျမခုံမှဖြစ်ပါရှင်တူတူလိုက်ခုံမယ်ပေါ့နော်ကျမခုံလို့ရပါမလားဟာကျမမခုံတော့ဘူးလောက်ကြပါကျမမခုံတတ်ပါဘူးသူပြရဲလို့ကျမမခုံတတ်ပါတော့ကျမအပေါ်ဟဲ့သွားပြီအပေါ်တစ်ချက်ပြန်တက်မယ်တက်ပြီးမှအဲ့လိုဂျန်ထဲဝင်လာရသွားပြီနော်ခုံရင်ဒီကျမပြမယ်ဟိုဗီဒီယိုမှာလည်းကျမမတို့ပြတယ်ခုံရင်ဒီဂျန်ကိုနေရတယ်ပေါ့နော်ဂျန်နေပြီးတော့ဒီလက်တစ်ဖက်ကကျမမြင်နေပြုတ်ကြတယ်အဲ့တော့ကျမဟိုလိုပဲတောက်လိုက်ပါမရှင်အဲ့လိုတော့မယ်ပေါ့နော်အဲ့လိုပဲသွားလိုက်ပါတော့မယ်ဒီမှာခွေးချီရလေးတွေဒါလေးရလည်းခုံရတာပေါ့နော်လောက်ချပါကျမပွဲရပြီးမှမဟုတ်တော့ဘူးနော်ဒီမှာပေါ့နော်လီကားကြီးပေါ့နော်ဆိုကျမသွားမှာဖြစ်ပါတယ်ရှင်ကျမမခုံတော့ပါဘူးရှင်အဲ့မှာသပိန်းလေးတွေရှိရပါတော့ကျမဘာလို့အောက်ပြုတ်ကြောက်တာတော့စိတ်ညစ်တာအဲ့မှာစပိန်ရှိပါအဲ့စပိန်ကိုစီးပြီးကျမသွားမယ်ပေါ့နော်ပြုတ်ကြပြီလောက်ကြပါကျမဘောတော့ကျမခဲကြပါတစ်ချက်လောက်ဟီဒီကကျမတကယ်ကြီးလဲပါတယ်ပေါ့နော်အဲ့မှာထိုင်အောင်မယ်ပေါ့နော်ဟိုမှာဒါတော့ကျမပြောတဲ့ပန်းရောင်အင်္ဂလိပ်ပဲဖြစ်ပါရှင်ကဲဒီနေ့ကတော့ဒီလောက်ပါပဲရှင်နောက်နေ့ကျမှကျမနဲ့တူတူဆက်တွေ့ကြမယ်ပေါ့နော်ကဲဒီနေ့ဒီလောက်ပါပဲအဲ့တော့ကျမတို့နောက်ထပ်ဒီလောက်ပါပဲရှင်အဲ့လိုကျမကိုမေးထားကြလို့ပေါ့နော်ကျူရှင်စောင့်နီးတွေပါလေးတွေရတယ်ကျမ